လောကဓာတ်ဆိုတာလောကတွင်မှာနေတဲ့လူသားတိုင်းတွေ့ကြုံရတဲ့တရားဖယားတောင်ရှောင်လို့မရဘူးတဲ့သာမန်ကျုံဖယားတောင်ရှောင်မရတော့သူငါဦးဇင်းတို့တရားဓမ္မတွေမှာရှောင်လို့ရပါမလားအဲ့ဒီအကောင်းဆုံးလောကဓာတ်အမျိုးမျိုးဟာလူသားတိုင်းကြုံရမှာနော်အဲ့လိုကြုံလာတဲ့ခါမှာမကောင်းလဲကံကောင်းလဲကံဟုကံကိုကြီးတာမယိုးရဘူးတဲ့မကောင်းတာတွေကြုံလာတော့အမလီငါကိုကကံနှိမ့်လို့ငါကံဆိုးလို့ကိုအသုံးမကျလို့ဆိုတာမပေါ့နေရတကကံကိုကြီးပုံချတာနော်တချို့ကိစ္စတွေကကံနှိမ့်လို့ဖြစ်ကြတာရှိတယ်လို့တချို့ကကိုအသုံးမကျလို့ကိုမှတွေးခေါ်မျောမြင့်ဆင်ခြင်တတ်တဲ့ဉာဏ်မရှိလို့လုံလဝရိယနဲ့မကြိုးစားလို့ဆုံးရှုံးပျက်စီးရတာတွေအများကြီးပဲအဲ့ဒီတော့အရာရာမှာကံကြီးပုံချလို့မရဘူးတဲ့မကောင်းတဲ့ကံကောင်းတဲ့ကံဟုကံကိုချီးတာမယိုးရဘူးတဲ့ကံကြီးတဲ့ပုံမချနဲ့နောက်မှာဘာရှိသေးလဲဉာဏ်နဲ့ဝရိယလူတယောက်ရဲ့တိုးတက်မှုဆုပ်ယုပ်မှုဟာကံဉာဏ်ဝရိယ၃ပါးလုံးနဲ့ဆိုင်တယ်နော်တိုးတက်တော့ကံကောင်းတယ်လို့ကံတစ်ခုတည်းပုံမချနဲ့ဆုပ်ယုပ်တော့ကံမကောင်းဘူးလို့ကံတစ်ခုတည်းပုံမချနဲ့ကံရဲ့ဉာဏ်ရဲ့ဝရိယ၃ပါးလုံးညီမရမှာနော်ဘယ်နှပါးလုံးညီမဘိုးတော်ကတန်ဃာတဲ့တယောက်ပိုက်လေချတော့ပိုက်မှာငါးသုံးကောင်တိုးခဲ့တယ်အဲ့ဒါကိုဆွဲဖြုတ်ပြီးတော့လေဝမ်းနဲ့ပြစ်ချဆက်ပြီးတော့ငါးဖက်နဲ့လုံနေတယ်အဲ့ဒီငါးသုံးကောင်မှာတကောင်ကကံကိုယုံတယ်တကောင်ကဉာဏ်ယုံတယ်တကောင်ကဝိရိယယုံတယ်ဒီသုံးကောင်ပိုက်တဲ့လေထဲကိုရောက်လာတဲ့အခါကျတော့ကံယုံတဲ့ငါးကဘယ်လိုတွေးလဲဆိုတော့ကံပေါ့ကွာတဲ့ကံမကောင်းလို့မိလာတာကံရှိရင်လည်းလွတ်မှာပဲကံမရှိရင်လည်းသေမှာပဲတဲ့သူကဘာကိုယုံလဲအဲ့ဒီငါရဲ့အတွေးခေါ်မှန်သလားမမှန်ဘူးလားနောက်ဝိရိယငါကဒီကောင်အလကားအရာရာကံပုံချနေတယ်ဝိရိယနဲ့ကြိုးစားရင်လွတ်ကိုလွတ်ရမယ်သူ့အတွေးလေးကနော်မကြိုးစားဘဲနဲ့ကံပေါ့ကွာလုံနေလို့တော့လွတ်မလားမလွတ်ဘူးဝိရိယနဲ့ကြိုးစားလွတ်ကိုလွတ်ရမယ်အဲ့တော့ငါကြိုးစားပြီးခုံထွက်ကြည့်မယ်တစ်ချက်မဟုတ်တစ်ချက်တော့လွတ်မှာပဲအဲ့လိုတော့သူကတစ်ဖြတ်ချက်နဲ့ထခုံနေတယ်သူကဘာငါလဲဝိရိယငါနောက်တစ်ခါတကောင်ကဉာဏ်သမားငါကကံသမားငါကိုနှံ့ကြည့်တယ်ဟိုကောင်ကတော့ကံပုံချပြီးတော့ကံရှိရင်လွတ်မယ်ကံမရှိရင်မလွတ်ဘူးလို့တုံးလုံးလဲနေပြီဟိုတကောင်ကတော့ကြိုးစားရင်လွတ်မှာပဲဆိုပြီးတော့ရမ်းတမ်းပြီးတော့ခုံနေတယ်ဒီတိုင်းခုံလို့ဘယ်လွတ်မလဲသူကဘာငါလဲဉာဏ်သမားငါတို့ရဲ့အားနဲ့ငါဆိုတာရေရှိမှအားရှိတာလေထဲမှာကရေလေးစက်ချင်းရှိတော့တို့ခုံဖို့အားမရှိဘူးအဲ့တော့တို့ရဲ့အားနဲ့ဒီလိုခုံနေလို့ကတော့ဒီလေကနေမထွက်နိုင်ဘူးဘယ်လိုခုံရင်လွတ်နိုင်တယ်လဲသူစဉ်းစားကြည့်လိုက်တော့လေသောက်ကနဲ့နေတော့လေဆိုတာလူတတ်တယ်လေဆောင်းလို့ရှိရင်နေတဲ့ဘက်ကိုရေကလည်းစုသွားရောအဲ့ဒီအချိန်မှာအဲ့ဒီရေစက်ချင်းကနေပြီးတော့ရေအားကိုလေးနဲ့စောင်းတဲ့လေကိုအဆောင်အတိုင်းလေးခတ်မျောခုံထွက်လိုက်ရင်လွတ်နိုင်တယ်အဲ့လိုခုံမှဖြစ်မယ်သူကဉာဏ်သမားငါးကဉာဏ်နဲ့တွေးတယ်တွေးပြီးတော့အဲ့ဉာဏ်သမားငါးကတွေးယုံနေမဟုတ်ပဲနဲ့လုံလဝရိယလည်းအသုံးချလေလည်းလူးသွားရောတစ်ဖက်ကိုစောင်းတဲ့အချိန်မှာရေစက်ကကလေးနဲ့အဲ့ဒီလေနှိမ့်တဲ့ဘက်ကိုသူမျောလိုက်သွားပြီးတော့ရေစုမိလို့အားလေးရှိတဲ့အခါမှာနှိမ့်တဲ့ဘက်တိုင်းအဆောင်လိုက်လေးခုံထွက်တော့သူကလွတ်သွားတယ်တဲ့ဘယ်ငါးကအရင်သေးလဲဆိုတော့ဝိရိယငါးဝိရိယရှိရင်ဘာလုပ်မှာလွတ်မှာဆိုပြီးတစ်ဖြတ်ဖြတ်နဲ့ထခုံတော့လေသမားကလှည့်ကြည့်တာပေါ့ဟာဒီငါးဆိုတက်မနဲ့ရိုက်ချတာသူအရင်သွားတယ်နော်အဲ့တော့ပြောလို့တာကနေရာကဝိရိယထားတိုင်းနဲ့မရဘူးလို့ပြောတာနော်ကဲကံသမားငါကလည်းကံပေါ့ကွာတဲ့ကံရှိရင်လွတ်မှာပဲကံမရှိရင်မလွတ်ဘူးဆိုပြီးတော့ तू ကလည်းကံပုံချပြီးတော့ဒီတိုင်းပဲမလုံမရှက်တုံတုံလဲနေလိုက်တော့ तू လည်းဟင်းအိုးတဲ့မရောက်ဘူးလားရောက်လာရောက်သွားတာပဲဒါမြင့်ရင်ဦးဇင်းတို့တရားဓမ္မတွေမှာအရာရာကံပုံချလို့ရမလားဝိရိယတက်တဲ့အာကိုလို့ရမလားဉာဏ်နဲ့ရှင်တဲ့ဝိရိယရိုးရိုးဝိရိယမဟုတ်ဘူးနော်ဘယ်လိုဝိရိယဉာဏ်နဲ့ရှင်တဲ့ဝိရိယကိုအာကိုမှရမယ်တဲ့ဒီတော့ကံဉာဏ်ဝိရိယဆိုတာ၃ပါးလုံးပေါင်းမှဉာဏ်နဲ့ရှင်တဲ့ဝိရိယကိုအာကိုရင်ရတယ်ပြောတော့အရှင်ဘုရားကံမလိုဘူးလားမေးစရာရှိတယ်ကံဟုမူလာတန်ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်
Osa boga zivita ne tuka boya iludana nyanwariya bayogadi ne. Kanda badana do payashindo hojada ayinkan ajangu biora re. Pajangu biora. Kama pain no pehama mayau no. Sakaboni ya belude. Kamashi Nyashidai Mwe ara belude le. Nalong ne tong long ne no. Kamashi Nyashidai Mwe. Kamashi Nyashidai Mwe sura ka kamashi no bama do myawu lu pyo da no. Ai do kan no shi ma ba ne tu le so do mye pyin ma thip pin le de pin sai de lo be. Thip pin le sai lai de. Pi do ba lo ma le. Ye laung ya me, paung shin ya no. အပင်မှမရှိဘဲနဲ့မြေကြီးရေလောင်းနေပေါင်းရှင်းနေလို့အကျိုးများမလားအရင်ဆုံးဗာဆက်ရမှာအပင်ဆိုတာကံနဲ့တူတယ်နော်ရေလောင်းနဲ့ပေါင်းရှင်းတယ်ဆိုတာဉာဏ်ဝရိယအဲ့တော့ဉာဏ်ဝရိယတတ်တဲ့နဲ့တော့လည်းမရဘူးဘာပါအောင်မှကံပါအောင်မှကံဘလောက်ရှိရှိဉာဏ်ဝရိယမပါရင်ရောရမလားဒါမြင်ကံဉာဏ်ဝရိယတရားသုံးပါးဟာညတအောင်တွေးခေါ်ပြီးအသုံးချတတ်မှအကျိုးများမှာနော်အဲ့ဒါတချို့ကနားမလဲကြတော့အရာရာကံပုံချပြီးတော့ငါကောကံမကောင်းလို့ကိုယ်သုံးမကြတာတော့ထဲမပြောဘူးခုနဝရိယငါလို့ပေါ့နော်သူသုံးမကြလို့ခုံသိမခုံသိမချင်းချင်းပဲတစ်ပြက်ပြက်ထားခုံတော့ဟောတော်တဲ့နဲ့လှည့်ရိုက်လို့သူအရင်ဆုံးကြွနော်အဲ့တော့အရာရာမှာကံပုံချလို့မရဘူးတော်တဲ့နဲ့လှည့်ရိုက်ခါမှဩငါကံမကောင်းတာလို့သူပုံချရင်ကံမကောင်းတာလားသူညံ့တာလားသူညံ့တာဒါကြောင့်မလို့ကံဟုမူလာတန်ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်ကန္တာပဒနာလို့ဘုရားရှင်တို့ဟောပြတယ်ဆိုတာအရင်ကံအကြောင်းကိုပြောတာသူမပါလို့တော့မရဘူးတဲ့ဥစ္စာဘောကဇီဝိတနဲ့ဒုက္ခဘွားယံဤလူဌာနဉာဏ်ဝရိယပယောဂတိလူပြည်ဌာနလူလောကမှာဥစ္စာစီးပွားတွေတိုးတက်ဖို့စီးစိမ်သုံးဆောင်တွေတိုးပွားဖို့အသက်ဇီဝိတရှင်သန်ဖို့ချမ်းသာဒုက္ခတွေတိုးပွားဖို့အတွက်ဉာဏ်နဲ့ဝရိယအရေးကြီးတယ်တဲ့။ဘာအရေးကြီးတာတဲ့။ကံမြင့်ရဲ့ဘယ်နှပါးပေါင်းအောင်မှာ၃ပါးကံရဲ့ဉာဏ်ရဲ့ဝရိယရဲ့အဲ့ဒီ၃ပါးပေါင်းစုံမှအကျိုးများတာဒီတော့ကံကောင်းသလားမကောင်းဘူးလားလို့ယောဂီတို့ကိုမေးရင်ယောဂီတို့ဘယ်လိုဖြေမလဲယောဂီတို့ကံကောင်းလားမကောင်းလားကောင်းတယ်ကံကိုတွက်ပြမယ်နော်ကံကအကျိုးပေးတာနှစ်ပိုင်းရှိတယ်ပဋိသန္ဓေဂျိုးနဲ့ပဝတိဂျိုးဘာနဲ့ပါတယ်လဲပဋိသန္ဓေဂျိုးဆိုတာကလူဖြစ်မဲ့တတ္တဝါကိုလူပြည့်ရအောင်ပို့ပေးတဲ့အမေးပိုက်တဲ့ထည့်ပေးလိုက်တယ်အဲ့ဒါပဋိသန္ဓေဂျိုးလူဖြစ်လာပြီးရင်လူဘဝမသိမရှင်းတောက်ချောက်အကျိုးပေးမှတွေရှိတယ်အဲ့ဒါကပဝတိဂျိုးနော်လူဘဝရအောင်ပို့ပေးတာကဘာဂျိုးလဲပဋိသန္ဓေဂျိုးနော်လူဖြစ်တဲ့ချိန်ကစပြီးတော့မသိမချင်းအကျိုးပေးတာကပဝတိဂျိုးကဲယောဂီတို့မှာပဋိသန္ဓေဂျိုးပေးမဲ့ကံမကောင်းဘူးလားကောင်းလားအခုလူဘဝပို့လိုက်လို့လူဖြစ်နေပြီနော်ကံရဲ့တာဝန်မကြေဘူးလားကြေလားဘာလုပ်ဖို့ကြံဉာဏ်နဲ့ဝိရိယအသုံးချဖို့ကြံတယ်နော်ကဲဘဝတိဂျိုးကိုပေးမဲ့အပိုင်းကလည်းရှိနေသေးတယ်ဘဝတိဂျိုးကိုပေးမဲ့ကုသိုလ်ကံနဲ့အကုသိုလ်ကံတွေမရှိဘူးလားရှိလားပဋိသန္ဓေဂျိုးကတော့ပြီးသွားပြီနော်လူပုံကိုပုတ်ပေးလိုက်တဲ့လူဖြစ်လာတဲ့သုတ္တဝင်ကြေသွားပြီလုံးဝကြေတာရာနှုံးပြည့်ကဲဘဝတိဂျိုးကိုပေးမဲ့အပိုင်းကြတော့ဒီကံကဘာကိုမျှော်လဲဆိုတော့ဉာဏ်နဲ့ဝိရိယမျှော်တယ်ဘာကိုမျှော်တာလဲဉာဏ်နဲ့ဝိရိယမျှော်တယ်တွက်ပြမယ်မဟာဇနကမင်းဇတ်တော်ကြီး10ဘွဲ့မှာဇနကဇတ်ဆိုတာပါတယ်နော်အဲ့ဒီဇနကမင်းပင်လေခရီးကိုသင်္ဘောစီးပြီးတော့သွားတယ်သင်္ဘောစီးပြီးတော့ပင်လေခရီးသွားရင်းနဲ့ပင်လေထဲနဲ့ရောက်ရောသင်္ဘောကြီးနစ်မဲ့ဖြစ်ရောသင်္ဘောကြီးနစ်မဲ့ဖြစ်တော့လူတွေကြောက်တဲ့ကြားနဲ့ဟိုဘက်ဆူလိုက်ရိုင်းသွားလိုက်ဒီဘက်ပြေးဆူလိုက်ရိုင်းသွားလိုက်နှစ်ဘက်မျှထိုင်နေနည်းနည်းငြိမ်အောင်မှလူတွေကကြောက်တဲ့ကြားနဲ့ဟိုဘက်ပြေးဒီဘက်ပြေးဆိုတော့သင်္ဘောကရိုင်းနဲ့ရိုင်းနဲ့ဆိုတော့ဇနကစဉ်းစားကြည့်တယ်ဒီတိုင်းဆိုလို့ရှိရင်တော့သင်္ဘောချင်းတွေနှစ်မှာနစ်လို့ရှိရင်ဝုန်းကနေမြုပ်တဲ့အချိန်မှာရေတန်းနေဆူညံသွားတာနဲ့ပင်လယ်ထဲကငါးမကန်းတွေလာပြီးတော့တရားတွေကိုစားကြလိမ့်မယ်အဲ့ဒါဆိုငါလည်းပေမှာအဲ့တော့နစ်မဲ့အတူတူမနစ်ခင်မှာဝေးတဲ့နေရာရောက်အောင်ငါမြန်မြန်လှုပ်ထားမှဖြစ်မယ်အဲ့လိုစဉ်းစားတာပါလေညံနော်အဲ့လိုစဉ်းစားပြီးဘာလုပ်လဲသင်္ဘောရဲ့လင်းရင်တိုင်ထိပ်ကိုတက်သွားတယ်လင်းရင်တိုင်ထိပ်ကိုရောက်သွားတဲ့အခါကျတော့အသက်ကိုဝမ်းအောင်ရှူပြီးတော့
တအားကုန်ခက်ဝဲဝဲရောက်နိုင်တယ်များရအောင်ခုန်ချလိုက်တယ်သင်္ဘောနဲ့တော်တော်ဝေးသွားတယ်ဒါပေမဲ့နောက်လက်ကြည့်မလန့်မကန့်ဆိုတော့ကဲသင်္ဘောကြီးဝုန်းကနဲ့မနစ်ခင်မှာငါလွတ်အောင်ကူးမှဖြစ်မယ်ဆိုပြီးတော့အားတောင်ခွန်ဆိုင်တဲ့သူကူးတယ်ကိုရင်နဲ့တော်တော်လှမ်းနဲ့ရောက်ရောနောက်ကအတန်ကြားလို့ဝုန်းကနဲ့ဆိုကြည့်လိုက်တော့သင်္ဘောကြီးမြုပ်သွားအောင်သင်္ဘောကြီးမြုပ်သွားတော့သင်္ဘောပေါ်မှာပါတဲ့လူတွေကဲပါယူပါတစားစားနဲ့ဟူဝါရေထဲမှာနစ်ပြီးတော့ကဲရေထဲကငါမကန့်တရဝါတွေလာပြီးတော့စားကြတောက်ကြနဲ့အကုန်လုံးမသေးဘူးလားစနကမလွတ်ဘူးလားဘာဝသုံးချတာဉာဏ်နဲ့ရှင်တဲ့ဝိရိယနော်ဉာဏ်ကတက်တက်လည်းမရဘူးနော်စဉ်းစားတွေးခေါ်တတ်တဲ့ဘာမှမလုပ်ဘူးဆိုရင်မရဘူးနော်အခုဉာဏ်နဲ့ရှင်တဲ့ဝိရိယဒီလိုလုံးမှလွတ်မယ်လို့တွေးခေါ်တာကဉာဏ်အဲ့ဉာဏ်နဲ့တွေးခေါ်ထားတဲ့အတိုင်းဝိရိယနဲ့ကြိုးစားပြီးတော့ခုံတယ်ကူးတယ်အဲ့တော့ဉာဏ်နဲ့ရှင်တဲ့ဝိရိယကြောင့်သူ့အသက်မလွတ်ဘူးလားလွတ်လားလွတ်သွားပြီသူ့အသက်လွတ်သွားပြီဆိုတော့ခက်လန်းလန်းရောက်တော့စိတ်နဲ့အေးသွားတယ်လောလောဆယ်တော့မသေးတော့ဒါပေမဲ့ပင်လေချင်းကြီးကြည့်လိုက်တော့ကမ်းမမြင်လမ်းမမြင်တဲ့ဘလောက်ကူလွတ်နိုင်စရာမရှိဘူးအဲ့တော့ကူးလဲပေမှမကူးလဲပေမှကဲယောဂီတို့ဘက်ကနေစဉ်းစားကြည့်စမ်းကူးလဲပေမှပဲမကူးလဲပေမှပဲဘလို့သိရင်ကောင်းတယ်ဟောမဲ့တဲ့ဟုတ်နေပါလားကူးရင်လက်ညောင်းတယ်မကူးရင်တက်တောင့်တက်တာသေးတယ်နော်အဲ့တော့ဘယ်လိုသိရင်ကောင်းလဲအဲ့တော့စနကစဉ်းစားဖို့မကူးလဲပေမှာတဲ့ကူးလဲပေမှာဒါပေမဲ့လို့ယောက်ျားတို့လုံလားပေကာမလျှော့မယ်အလဟသတော့အသေးမခံနိုင်ဘူးလုံလဝရိယတော့ငါကြိုးစားပြီးအထုတ်သွားမယ်အဲ့ဒီလိုသူတွေးပြီးတော့တခါတည်းဇွဲနှစ်ဘက်နဲ့ကူးတာဇွဲနှစ်ဘက်နဲ့ကူးတာကူးရင်နဲ့1ရက်2ရက်3ရက်တော်တော်လေးပင်ပန်းလာပြီးကူးတော့မှရှိသေးတယ်ကဲအဲ့ဒီလိုကူးတော့ပင်လယ်ပြင်ကိုစောင့်တာဘာလို့လဲဟမ်ဥရှင်ကြီးလားမဏိမေခလာလားပြောဟမ်ဥရှင်ကြီးဒီလူတွေကအခုထိလှုပ်တော့ရှိတယ်နော်သွားမလုံးနဲ့ဥရှင်ကြီးကနတ်နန်းတော်ရှိခြင်းမှရှိမှာဘိုးကလေးမျိုးနယ်မှာရင်ငံပိုင်ဥရှင်ကြီးနေတယ်နော်နာပြစ်မုံတိုင်းသူမလှန်နိုင်ဘူးနော်သူမလှန်နိုင်တော့သူလည်းကြွတာပဲရင်ငံပိုင်တယ်လို့ဘယ်သူကပြောလဲအဲ့လိုပဲလူတွေကကြမ်းဖန်ပြီးတွေးခေါ်ထားတာနော်ရင်ငံပိုင်ဥရှင်ကြီးဘယ်နားမှာလဲမိမလာကျွန်းဘိုးကလေးမျိုးနယ်နားမှာရှိတယ်ဘိုးကလေးမျိုးနယ်မြို့အပိုင်မှာမြို့နယ်ထဲမှာအဲ့ဒါအဲ့နားမှာမိချောင်းတွေလည်းမွေးတဲ့နာဥရှင်ကြီးကမိချောင်းစီသွားရင်သွားပေါ့ဒါပေမဲ့လို့သူလည်းပဲအဲ့ဒီနာကိထဲမှာမပါဘူးနဲ့ပါလားသူကိုယ်သူလည်းမကာကွယ်နိုင်ဘူးနော်တကယ်တော့တရားမင်းတာဝန်ပေးတာဥရှင်ကြီးလားမဏိမေခလာလားလူတွေကစိတ်ကူးနဲ့နော်မှန်ရန်ပြီးတော့တမျိုးမျိုးကိုအားထားပွေရအနေနဲ့လောက်ကြတယ်မိမိမှန်ရန်အားထားပွေရဟာမှန်ရင်တော်ရဲ့မှားရင်အကျိုးမများဘူးနော်အခုဒါတော်တော်များများမှားနေကြတာရင်ငံပိုင်နေဆိုပြီးတော့ရင်ငံပိုင်ဥရှင်ကြီးလို့ပြောတယ်ဟိုနိုင်ငံခြားပုဂ္ဂိုလ်တွေလည်းရင်ငံနဲ့သွားတာပဲဥရှင်ကြီးဘယ်သူမှမတင်ဘူးဘာမှမဖြစ်ဘူးတရားလူတွေကြကမှရင်ငံပိုင်တာဥရှင်ကြီးပါဆိုမတင်ရင်ဘာဖြစ်တယ်လဲညာဖြစ်တယ်လဲနဲ့နော်ဒီမှာဘုရားတဲ့တယ်မေးတယ်ပွဲတင်အောင်မလားတို့ဘုရားတရားတန်ခါအလုပ်လုပ်တာကောင်းတဲ့အလုပ်လုပ်တာဘာပွဲမှမတင်ဘူးလှုပ်ချင်ရင်လည်းဘာလာလှုပ်ကြိုက်တယ်လို့လှုပ်ပါစေလို့ဒါပွဲဆိုတာဘုန်းကြီးနဲ့မဆိုင်တဲ့အတွက်မလုံနိုင်ဘူးကောင်းမှုကုသိုလ်လုပ်တာကုသိုလ်ပွဲပြီးရင်အမြတ်ပေးဝေမယ်လိုအပ်ရင်တာရုခေါ်မကောင်းလားကောင်းလားကျောင်းဆောက်လဲဒီတိုင်းပဲဘာပွဲမှမတင်ဘူးဘာဖြစ်လို့လဲပွဲဆိုတာသူတို့စားမလားမစားဘူးလားကြည့်လို့နော်တရားဓမ္မတွေတင်တဲ့ပွဲကငပြောသည်အစိမ့်လားအမဲ့လားဥရှင်ကြီးစိတ်ဆိုးလို့ရင်ကြရင်ဒုက္ခရအောင်မယ်နော်တင်တာကအစိမ့်ပြီးတော့အစာခိုင်ဘလို့စားမလဲနော်မဲ့တာလေးဆိုနည်းနည်းတော့ဒီမဲ့တော့လည်းပဲတို့လှဲဆိုမှမဲ့လာပြီးတိတ်ထားလို့မကောင်းတော့ဘူးစွန့်တော့ဆိုမဲ့တော့ဟိုမှာစားလဲအစိမ့်မဲ့စားမှာအဲ့တော့ပြောချင်တာကတော့လူတွေရဲ့ယုံကြည်မှုတွေဟာယံဖန်ယံကာမှာတစ်ဖက်လွန်ကဲနေတဲ့အတွက်ကြောင့်မလို့မှားနေတာတွေအများကြီးရှိတယ်နော်အခုတရားမင်းကဘု து တောင်းပေးတာမဏိမေခလာတဲ့နော်လူမလုံးလနတ်မမဘူးလူလဲလုံးလနတ်လဲမဤအဲ့ဒါလေးလည်းမှတ်ထားနော်ကိုကလုံးလမဆိုင်ဖဲနဲ့တော့ဘယ်နတ်မှကိုလုံးလဆိုင်ရင်နတ်လဲအခုစနက
ပင်လည်းပြင်မှာကူးနေတဲ့ကမ်းမမြင်လက်မမြင်သိမဲ့ရှင်မသိဘဲနဲ့ယောက်ျားတို့လုံးလာတေကာမလျှော့မယ်ဆိုကူးတယ်သူ့မှာလုံးလာဝရိယမရှိဘူးလားအဲ့တော့မဏိမေခလာကတရားမင်းတာဝန်ပေးထားတဲ့ပင်လည်းပြင်မှာသူတော်ကောင်းတွေနင့်မဲ့ကျုံရင်နင့်ကဲ့တင်တာဝန်ပေးထားတော့ဟာဒီယောက်ျားတဲကြိုးစားပါလားရက်တွေလည်းများပြီရှင်မယ်မသိမယ်မသိဘဲနဲ့သေဖို့များရတဲ့နဲ့ဘာဖြစ်လို့ကြိုးစားလဲငါသွားမေးမယ်ဆိုပြီးတော့မေးတော့မှဟိုကယောက်ျားတို့လုံးလာဝရိယသေကာမလျှော့ချမယ်လုံးလာရှိပါလျက်နဲ့အာမထုတ်ပဲအသေးမခံနိုင်ဘူးဆိုတဲ့အကြောင်းကိုရှင်းပြတော့ကြည်ညိုလေးစားပြီးတော့လုံးလာနတ်လည်းမတာပေါ့အခုတော့ကိုကပြင်းဘာမှမလုပ်ချင်းပြီးတော့အရှင်ကြီးရှင်ကောင်းမပါစပါသွားလုပ်ပြန်ရောမမလားလူမလုံးလားနတ်မမဘူးတဲ့နော်ကဲဒီကြားထဲမှာတချို့ကရှိသေးတယ်ဦးစင်းကအဲ့စကားလေးကနားထဲမှာစွဲနေတာအရှင်ကြီးအရှင်ကောင်းတို့ရဲ့တဲ့အမိုက်အမဲလေးမို့လို့ခွင့်လွတ်ပါတဲ့သွားတောင်းမှတဲ့လူကခေါင်းပြူဆွဲကြိုးနော်အဲ့ဒီအရွယ်အထိအမိုက်အမဲလေးမို့ဆိုတော့ဒီအရွယ်ကြီးအထိမိုက်တယ်မဲတယ်ဆိုရင်ဘယ်တော့လိမ်ပါမလဲစဉ်းစားကြည့်နော်လိမ်ပါမဲ့အချိန်များရှိသေးလားမရှိဘူးသွားပြီးတောင်းမှန်တာဥစ္စာငယ်ငယ်တုန်းကတွေ့ဘူးလို့ပါနတ်စင်မှာသွားတောင်းမှန်တော့အမိုက်အမဲလေးလို့ပါငယ်ငယ်တုန်းကတော့မသိဘူးပေါ့ကြီးလာတော့အဲ့စကားပြန်စဉ်းစားကြည့်မှာဒီလူဒီလောက်ထိမိုက်မဲတော့ဆိုဘယ်တော့လိမ့်မှာမလဲလို့နော်အဲ့တော့မုတ်တရုတ်တွေသွားမလုံးနဲ့ဘာကိုအားကိုးရမှာလဲကံဉာဏ်ဝိရိယကိုယ်ကံကိုအားကိုးရမယ်လို့တလုံးနဲ့မပြောနဲ့နော်ကံဉာဏ်ဝိရိယကဲအဲ့တော့မဟာဇနကမင်းဖြစ်သွားတာဉာဏ်နဲ့ရှင်တဲ့ဝိရိယသူကံကလူဘုံကိုပုတ်ပြီးပြီနော်ပฏิပန်နေကြိုးပေးမဲ့ကံကတာဝန်ကျေပြီးလူဘုံရောက်သွားပြီပိုတိကြိုးပေးမဲ့ကံမင်းဖြစ်လောက်တဲ့ကံရှိတဲ့စောင့်နေတဲ့သူကသာဝိရိယနဲ့ကြိုးစားမကူဘူးဉာဏ်နဲ့ရှင်တဲ့ဝိရိယနဲ့ကြိုးစားမလုပ်ဘူးဆိုရင်မင်းအဖြစ်ကိုရမလားအခုရသွားတယ်ဆိုတာဉာဏ်နဲ့ရှင်တဲ့ဝိရိယကြောင့်နော်ကံကလည်းပါပြီးသားဆိုတော့အယံသိဖြစ်တော့အလုံးအဆင်ပြေတယ်တဲ့ဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေတွက်ဆရမှာကကံရဲ့ဉာဏ်ရဲ့ဝိရိယရဲ့အရာရာကံမကောင်းဘူးလို့ကံကိုလွှဲမချနဲ့အရာရာကံကောင်းတယ်ဆိုပြီးတော့လည်းကံကြီးတဲ့ပြစ်မပုံနဲ့ကံတစ်ခုတည်းမပြီးဘူးဉာဏ်နဲ့ရှင်တဲ့ဝိရိယပါမဖြစ်မယ်တဲ့နော်အဲ့ဒါလေးကတရားဓမ္မတွေတွေးခေါ်တတ်အောင်လို့နောက်တစ်ခုပြောပြမယ်ကေတရာစာရှင်သိမင်းတော3000ကိုအစိုးရတယ်ပြောကြတယ်နော်အဲ့ဒီရှင်သိမင်းကိုရှင်သိဖြစ်အောင်သူ့ကံကမပုတ်လားပုတ်လားသူသာတကယ်အားထုတ်ရင်တော3000မှာသူ့ကိုနိုင်တဲ့အကောင်ရှိမလားမရှိဘူးသူဘယင်တော့တောဘယင်ရှင်သိမင်းကငါဘယင်ပဲကွာဆိုပြီးတော့အိတ်ကြည့်တဲ့နေဘာမှမလုပ်နဲ့နော်အိတ်ကြည့်တဲ့နေမဲ့ကဲတားကောင်တွေကနေအရှင်ချင်းသိမင်းရဲ့ကျွန်ုပ်ကိုစားပါဆိုပြီးတော့သူ့ပါဇက်တဲ့ဖြဲပြီးလာဝင်မလားဒါမြင့်ချင်းသိမင်းမှာဘာလို့သေးလဲဉာဏ်နဲ့ရှင်တဲ့ဝိရိယဘယ်တားကောင်ဘယ်ချိန်မှဘယ်နေရာမှာရေတောက်တတ်တယ်အစာစားတတ်တယ်ဘယ်နာကချောင်းပြီးတော့အာကုံထုတ်ဖမ်းရင်မိနိုင်တဲ့အဲ့ဒီလိုစဉ်းစားတတ်တဲ့ဉာဏ်နဲ့သူကိုယ်တိုင်တကယ်သွားပြီးတော့ချောင်းသိတဲ့နေရာကချောင်းဖမ်းတဲ့လုံးနာဝိရိယအားနဲ့ဖမ်းမယ်ဆိုရင်သူ့အစာမရဘူးလားရလားဒါမြင်ငါချင်းသိမင်းဖြစ်ပြီးတရိစ္ဆာန်ဖြစ်တာတော့မှအင်မတန်ကံကောင်းလို့တော3000မှာငါမင်းဖြစ်တာငါထက်ကံကောင်းတဲ့အကောင်မရှိတော့ဘူးအဲ့ဒီလိုကံတကူတည်းယုတ်ပြီးတော့တုံးလုံးကြီးလဲနေရင်ဒီချင်းသိအစာရမလားဒါမြင်ရင်ကံရဲ့ဉာဏ်ရဲ့ဝိရိယဘယ်နှမျိုးလဲဆိုလိုက်ကံဟုမူလသံဗုဒ္ဓတို့ကံဟုမူလသံဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်ဟောပြသည်မှာအရင်သာရှင်ဥစ္စာဘောကဇီဝိတနှင့်ဥစ္စာဘောကဇီဝိတနှင့်ဒုက္ခဘွာယံဤလူထံ၌ဒုက္ခဘွာယံဤလူထံ၌ဉာဏ်ဝရိယပယောဂတိကံဟုမူလသံဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်ဥစ္စာဘောကဇီဝိတနှင့်ဒုက္ခ
ခဘွားယံဤလူထံ၌ဉာဏ်ဝရိယပယောဂတိကျောင်းတက်နေတဲ့ကျောင်းသားတစ်ယောက်က10တန်းကို6ပါတာဂုံတူးနဲ့အောင်ကျင်တယ်ဆရာဝန်ကြီးဖြစ်ကျင်တဲ့အင်ဂျင်နီယာကြီးဖြစ်ကျင်တဲ့ကျိုးတော့မကြိုးစားဘူးလေတေပိတေနေပြီးတော့ကစက်လက်ထွက်ရောဂုံတူးမပါလို့အဲ့ကြမှာငါကန်ဆိုးလို့ဆိုပြီးတော့ထိုင်ငိုရင်တဘာဝကြလားကန်ဆိုးတာလားဉာဏ်ဝရိယမရှိတာလားအဲ့တော့အရာရာကံကိုပုံချလို့ရမလားမရဘူးတဲ့လူမှတွက်ကြည့်ရမှာကျိန်းသေးတဲ့အလုံးနဲ့မကျိန်းသေးတဲ့အလုံးနှမျိုးရှိတယ်နော်ကဲတစ်လုံးရဲ့နှလုံးရဲ့သုံးလုံးရဲ့ဟာကျိန်းသေးလားမကျိန်းသေးဘူးလားဟမ်သေးသေးချာချာပြောနော်မကျိန်းသေးဘူးအဲ့မကျိန်းသေးတဲ့အလုံးကိုသွားလှုပ်တယ်ပြုတ်ပြုတ်လဲပြုံးတော့ငါကန်ဆိုးလို့ဆိုလို့ရှိရင်မှန်လားမမှန်ဘူးနော်ဈေးရောက်ဈေးဝယ်လှုပ်တယ်ပုံသေးနည်းနဲ့တွက်ကြည့်ရင်90ရာနှုံးတော့ကိုယ့်ဘက်မပါဘူးလားပါလားလက်ရှိပစ္စည်းကကိုယ့်လက်ထဲမှာနော်လက်ရှိပစ္စည်းကကိုယ့်လက်ထဲမှာမြတ်ချင်းမြတ်မယ်မမြတ်ချင်းအရင်တိုက်မယ်နည်းနည်းရှုံးရင်ရှုံးမယ်ဒါပေမဲ့အကုန်လုံးတော့ပျောက်မသွားဘူးနော်အဲ့တော့ဒီအလုတ်ကကျိန်းသေးလို့ပြောလို့ရတယ်ဟိုအလုတ်ကမကျိန်းသေးဘူးအဲ့တော့ကျိန်းသေးပေါင်းတော့ကိုညံနဲ့ရှင်ပြီးဒါလုံးမှခိုင်မြဲမယ်လို့မတွက်ပဲနဲ့ခပ်ပေါ့ပေါ့ခပ်ပျော်ပျော်ရတာလေးကိုအဲ့ဒါလေးဝမ်းသာပြီးတော့အဲ့ဒီတိုင်းလေးမျောလိုက်သွားမယ်ဆိုရင်အစင်မပြေလို့ပါသွားတဲ့အခါကျတော့ကန်ဆိုးလိုက်တာလို့ညီးရင်မှန်သလားမှားသလားကန်ဆိုးတာလားဉာဏ်ဝရိယဆိုးတာလားဉာဏ်ဝရိယဆိုးတာတဲ့ဒါကြောင့်ဦးဇင်းတို့တရားဓမ္မတွေအရာရာကံကိုပုံမချနဲ့ဘာတွေရှိလဲဉာဏ်နဲ့ရှင်တဲ့ဝရိယရှိဖို့မလိုအပ်ဘူးလားလိုအပ်လားကဲဟောတော့ကလင်္ကာလေးတစ်ပုဒ်ရှိတယ်ရှေးတယောအခါဒီပါယဝဲကတိကျွဲသာသထေသာတိရလားဆက်မစိုးခိုင်းဘူးနော်တိတ်ခါကြမှာဆိုလို့သူတို့နော်ဘယ်တော့မှရတာလဲငငယ်တုန်းကရတယ်ဦးဇင်းတို့လည်းငငယ်ရခဲ့တယ်မဟာဒနာတထေသာဘာတထေသာတယ်လဲမဟာဒနာတထေသာသူ့မှာဘလောက်ကံကောင်းတယ်လဲဆိုတာကိုတွက်ပြမယ်အရာရာကံပုံမချဘူးနော်ဘလောက်တောင်ကံကောင်းလဲဆိုလို့ရှိရင်တူဒီသောသားဂတိ80ချမ်းသာတယ်ဂတိ80ဆိုတာရွှေအတ္တပြဂတိ80အတ္တပြတစ်ချက်မှာပဲ20ရှိတယ်10ဘဲကရွှေ10ဘဲကငွေရယ်ကြေးရယ်ခဲရယ်၃မျိုးအဲ့တော့ရွှေ10ဘဲသားပါပြီဆိုတဲ့ကအခုတစ်ချက်သားကိုဘယ်လောက်9သိန်းကျော်ကျော်နော်9သိန်းကျော်ကျော်10ဘဲသားဆိုတော့3သိန်းလောက်သွားကြတယ်နော်16ပဲမှာတစ်ချက်ကိုနော်ဘုန်းကြီးနားလဲသလားမပြောနဲ့ဟိုမှာရွှေဖျားတွေရှိတယ်နော်တွက်ထားတယ်နော်ကဲထားပါတော့3သိန်းလောက်ကြတဲ့အတ္တပြတစ်ချက်မှာ3သိန်းမိဘကတွက်တာတနေ့ကိုအတ္တပြ1000မှန်မှန်တော့ငါသားတစ်သလုံးမကုန်နိုင်ဘူးတဲ့တွက်လိုက်တာတနေ့အတ္တပြ1000ဆိုကိုခင်ငွေနဲ့တွက်ရင်သိန်း3000နော်သိန်း3000ပုံမှန်သုံးလို့မမွဲနိုင်ဘူးတဲ့ကံမကောင်းလားကောင်းလားအမွေခွဲเสียအောင်လိုသေးလားတူဒီတော့သားနောက်တစ်ခုတွက်လိုက်သေးတယ်မိဘကဘယ်လိုတွက်လဲဆိုတော့တင်းနဲ့တစ်ပေါင်းရင်လက်နှစ်ချောင်းထောင်တစ်ကိုစိတ်ထဲမှာဒါတစ်ပြီးတော့နှစ်ဒီလိုချိုးလိုက်ရင်လက်စစ်ကလေးတွေညောင်းသွားမှာဆိုလို့ငါသားမသိနဲ့တဲ့တော်တော်ခရာတဲ့တာတဲ့မိဘတွေနော်ဒီလက်ကလေးနှစ်ချောင်းချိုးရမှာတော့မှပင်မမှာဆိုလို့တဲ့ရွှေပေါ်မြတ်တင်သားကလေးကိုထားတာပေါ့နော်အဲ့ဒီလိုထိုင်ရင်ကနေပြီးတော့အရွယ်ရောက်လာအရွယ်ရောက်တော့အိမ်တော်ပေးစားမယ်လဲဆိုတော့သူ့လိုပဲဂရေ80ကျော်ဝပဲတူဒီတော်သမီးနဲ့ပေးစားတယ်အဲ့တူဒီတော်သမီးကလည်းဂရေဘယ်လောက်လဲ80ဂရေ80ကျော်ဝတော့ကဲအိမ်တော်နဲ့ကြပြီးတော့လင်မယား2ယောက်ပိုင်မှာဘယ်လောက်လဲဂရေ160တဲ့အဲ့ဒါတွေအမွေပေးပြီးတော့နှစ်ဖက်မိဘသေသွားကြတော့ဘယင်ကသူတို့လင်မယားတထေးရာသူပေးတယ်တထေးရာသူပေးလိုက်တဲ့အခါကျတော့ဝမ်းမြောက်ဝမ်းသာလက်ခံပြီးတော့ဘယင်ထံကိုနေ့စဉ်ခါစားဖို့သွားတယ်တထေးပြည့်ရင်တထေးထီးဆောင်းရတဲ့ပုဂ္ဂိုလ်တွေကဘယင်စီကိုနေတိုင်းခါစားဖို့သွားတယ်အဲ့ဒီမှာညံကောင်းတာဘာလို့လဲဆိုတော့အယတမသူကဘာညံကောင်းလဲဆိုတော့ဒီတထေးတာပညာမတတ်ဘူးတို့ကပ်ပြီးနှိုးလိုက်ရင်အကုန်ပါမယ်တွက်လိုက်တာနော်အဲ့လိုတွက်ပြီးတော့ဘာလုပ်လဲတထေးတာနန်းတော်ကအပြန်လမ်းဘေးမှာအရက်ကိုဝိုင်းဖွဲ့တောက်လိုက်စားလိုက်ပြောလိုက်ပါလိုက်ရီရီမောမောနဲ့
တတိတာစိတ်ဝင်စားတယ်တရက်နှစ်ရက်နောက်ရက်ကျတော့တွေ့ပါများတော့မောင်ရင်တို့ဒီလောက်တောင်ပြောနေတာအဲ့ဒါဘာတောက်တာလဲဆိုတော့တတိမင်းရဲ့အရက်တောက်တာပေါ့တဲ့အရက်ကကောင်းသလားဆိုတော့ကျွန်တော်တို့မျက်နှာကြည့်စိတ်ညစ်တာဘယ်နှခါရှိလဲကောင်းလို့ပြောတာပေါ့တဲ့နော်သူကပြောတာအဲ့တော့ဟိုတတိတာစိတ်ဝင်စားဒါဆိုရင်အိမ်ပေါ်လိုက်ခဲ့တဲ့အိမ်ပေါ်လိုက်ခဲ့ဆိုတော့ဘာဖြစ်သွားအရက်သမားအိမ်ပေါ်ခေါ်တင်လိုက်ရောချမ်းသာဖို့လားမွဲဖို့လားပြောဦးမယ်နော်ဘိုးတော်ကအိမ်ရှင်လင်မယား2ယောက်ရှိတယ်လင်မယား2ယောက်ကမကြာခဏရံဖြစ်တယ်စိတ်ဆိုးလို့ရှိရင်ယောက်ျားကမိန်းမမရိုက်ဘူးမိန်းမကလည်းယောက်ျားပြန်မြောက်ဘာရိုက်လဲဆိုခွေးကြီးတကောင်မွေးထားတာအဲ့ခွေးကြီးပိတ်ရိုက်ယောက်ျားစိတ်ဆိုးခွေးရိုက်မိန်းမစိတ်ဆိုးခွေးရိုက်ဆိုကြာလာတော့ဒီခွေးကလည်းပါနတ်နေပြီအထာကဘယ်လောက်နတ်လဲဆိုရင်4တန်းမာလိုက်ရင်ဆင်းပြေပြီသူအတွက်ခံတော့မဆိုအဲ့လိုနဲ့ကြာတော့ခွေးကမခံနိုင်လို့စဉ်းစားတယ်သူတို့လင်မယားရံဖြစ်တာနဲ့ငါကြည့်တဲ့လှိမ့်ရိုက်နေတယ်အဲ့ဒီလင်မယားမွဲပါသေးပေါ့ခွေးကအဲ့လိုတွေးပြီးတော့ဖွတ်တဲ့ရင်ဘာလို့တတ်တဲ့မွဲတတ်တယ်ဖွတ်တဲ့ရင်မွဲတတ်တယ်ဆိုတော့သူ့မှာတငယ်ချင်းဖွတ်ကြီးတကောင်ရှိတယ်သွားအကူကြီးတောင်းမယ်ဆိုပြီးတော့သွားရောအဲ့ဒါဟိုမှာတငယ်ချင်းဖွတ်နေတွေ့တော့တငယ်ချင်းဟာတဲ့ငါတခင်လင်မယားကလေအကြောင်းမရှိအကြောင်းချသူတို့လင်မယားချင်းရံဖြစ်မရရဲတာနဲ့ငါကြည့်လှိမ့်ရိုက်တာတော်တော်ဆိုးတဲ့လင်မယားกว่าတဲ့အဲ့ဒါမွဲအောင်မင်းလုပ်ပေးတယ်ဘယ်လိုလုပ်အောင်မလဲမင်းအိမ်ပေါ်တက်ရင်မွဲတဲ့အဲ့တော့မင်းအိမ်ပေါ်ခဏတက်ပေးလိုက်အေးဆိုပြီးတော့ခွေးနောက်ကိုဖုတ်ကလိုက်လာရောလိုက်လာတဲ့ခါကျတော့ဟိုချန်စီယိုနာရောက်တော့အိမ်ပေါ်မော့ကြည့်တယ်အိမ်ပေါ်မှာအက္ခိယဖိုးထိုးတဲ့ဆရာတယောက်ကရောက်သူကဘာပြောလဲရွှေဖြစ်မှာငွေဖြစ်မှာအခုမနေ့ဖြင့်ကဲအဲ့ဒီပုဂ္ဂိုလ်ကတက်လာတော့ရှိသမျှရွှေတွေဖိုးရဲ့အတန်ကနားထောင်ကြည့်ဘယ်လိုထွက်လဲရှိတဲ့နော်ရှိတဲ့လောက်ဘာပြောမှာထဲရမှာဦးစင်းငယ်ငယ်ဘုန်းကြီးတစ်ပါးတွေ့တယ်သင်္ကန်းမီးပေါက်ပဲကျန်တယ်စွန်စာကွန်စာလိုက်လို့ရတဲ့လက်လာပဝါဆိုသင်္ကန်းတစ်ခုမှမဝတ်ရဘူးမိသူကလေးဝယ်လိုက်တတ်သားလေးဝယ်လိုက်ရှိတဲ့နောက်ဆုံးတော့အဲ့မီးပေါက်ပဲကျန်တယ်သူအဲ့တော့ဘုရားသမားကပြောတယ်လေ तू ကအပေါင်းအာရင်တော့တန်တာကိုသူ့ဖို့စကပုံလေးရှိတယ်မတက်ခင်ခြေတိုက်ရင်သေးလူလိန်အတက်အခိရတဲ့မတက်ခင်ခြေတယ်ဘာမှမတက်တဲ့အတွက်ဟုံနိုးနဲ့ရှိသမျှအကုန်ဖုတ်ဖုတ်ညက်ညက်ကြေးအောင်ကိုကုန်တာ तू ကတက်လက်တက်တော့တကယ်လည်းသိသွားရောငါတလောက်ဆုံးရှုံးခံပြီးမှသိရတာဆိုတော့တောင်နဲ့သမားကိုမပြောတော့ဘူးဆိုတော့အသေးကောင်းလို့နေလိုက်ရောတက်ရင်သေလူလိန်အတက်အခိရတဲ့အဲ့ဒါအရှင်ဘုရားဘာကြောင့်သိလဲဆိုတော့ဖိုးထိုးတဲ့နေရာရောက်သွားလို့သိတာပေါ့ဖိုးထိုးတဲ့နေရာသူတို့ပြောတာတွေအများကြီးရှိပါတယ်ဖိုးနဲ့ပတ်သက်တဲ့စကားပုံတွေထားပါတော့အဲ့တော့ဖိုးသမားကအိမ်ပေါ်မှာတခါတည်းအပေါင်းအရင်တန်တန်နဲ့ရွှေဖြစ်မှငွေဖြစ်မှပြောနေတော့ဖိုးကြီးကခေါင်းထောင်ကြည့်တယ်ဟဲ့ကောင်အိမ်ပေါ်မှာငါတက်ဆိုးတဲ့ကောင်ရောက်နေတယ်တဲ့ငါတက်เสียမလို့တော့ဘူးတဲ့နော်ဖိုးသမားတက်ရင်ဖွတ်တက်တာနဲ့ဆိုးတယ်တဲ့နော်အဲ့လိုပဲအခုဦးဇင်းတို့တက္ကရာကမတွေအယက်သမားအိမ်ပေါ်တက်ရင်ဘာတက်ဆိုးလဲဖွတ်တက်တာတဲ့ဆိုးတယ်တက္ကရာတောက်ကစားကပြောကပါကနဲ့လေမိုးယူလာတော့လူမတုံမမသိတော့တာကာကြီးတွေခေါ်အကာခိုင်ဆုလက်တေချအမျိုးမျိုးဖြုံးတာမကြခင်အတွင်းမှာဂတိ160လုံးကုန်သွားတယ်တဲ့အတပြားတွေကုန်သွားတော့အိမ်လေးချမ်းတွေပေါင်းဒါတွေလည်းကုန်ရောမရွေးနိုင်တော့အပေါင်ခံတဲ့လူနှင်ချလို့အိမ်ဘော်ကဆင်းတယ်လင်မယား2ယောက်ကံကောင်းထောက်မှစွာခွက်တစ်လုံးစီပါသွားတယ်ဘာလို့ဖို့လဲတောင်းစားဖို့နော်သူတို့ကံညံ့တာလားလူအသုံးမကြတာလားလူသုံးမကြတာအဲ့ဒါလေးထက်တွက်တတ်ဖို့ပြောတာနော်အရာရာကံပုံချလို့မရဘူးသူ့ကံကဂရေ160မပေးဘူးလားပေးလားပေးပါဘူးကံညံ့သလားကံကောင်းသလားကံကောင်းတယ်အဲ့ဒီလိုနဲ့ဘဝတစ်လျှောက်လုံးတောင်းစားတာသက်ကြီးရွယ်အိုရောက်ခံမှဗာရာဏသီပြည်ဣသိပတနာမိဂရာုံတော့ဘုရားတရင်သုံးတဲ့အကြောင်းကိုတောင်မွေးလေးထောက်ပြီးတော့လင်မယား2ယောက်ရောက်သွားတယ်ဘာလို့ဖို့လဲဆိုတော့ဆွမ်းကြံကွန်းကြံတောင်းစားဖို့ခွက်ကလေးတရားတစ်လုံးကင်ပြီးတော့ဆွမ်းကြံကွန်းကြံတောင်းစားဖို့ရောက်သွားတော့အဲ့ဒါမြတ်စွာဘုရားကမြင်တော့ပြုံးတော်မူတယ်ဘုရားပြုံးတော်မူတာကိုနောက်နာကအရှင်အာနန္ဒာကမြင်လိုက်တယ်ဘုရားရှင်ပြုံးတော်မူရင်ဆွဲတော်၄စုသွားတော့တဲ့ကြားထဲမှာမရှိလဲဆွဲတော်အဲ့ဆွဲတော်၄စုကဖြူပွေးတဲ့ဩဒတရောင်ကြီးတော်တွေထမ်းပင်လုံးလောက်ပမာဏထွက်လာပြီးတော့မြတ်စွာဘုရားရဲ့ဥကောင်းတော်ကိုလက်ရရည်၃ချိန်လဲတယ်ပြီးရင်ဆွဲတော်နေရာမှာပြန်ဝင်ပြီးတော့ပျောက်ကွယ်သွားရောအဲ့တော့ဘုရားကိုအရေးတကြီးကြည့်နေတဲ့အရှင်အာနန္ဒာက
ဦးကောင်းတော်မှာဖြူပွေးတဲ့ဩဒါတရောင်ကြီးတော်တွေလက်ရရင်လဲနေပြီဆိုရှေ့ကဘုရားမျက်နှာမဖူးရပေမဲ့လို့ပြုံးနေပြီဆိုတော့သူနောက်ကသိတယ်ပြီးတော့မြတ်စွာဘုရားမေးလျှောက်တယ်မြတ်စွာဘုရားဘာကြောင့်ပြုံးတော်မူတာပါလဲဘုရားဆိုတော့จิตအာနန္ဒဟောမှတွေ့လားတဲ့လက်ညှိုးလေးထိုးပြတယ်မဟာဒနတထေလင်မယားတွေ့ပါတယ်မြတ်စွာဘုရားအဲ့ဒီတထေလင်မယားဟာပထမအရွယ်ငယ်စဉ်တုန်းကစီးပွားဥစ္စာကြိုးစားရှာရင်တဲ့ဟောဒီဗာရာဏသီမှာပထမဒန်းစားတထေဖြစ်မှာတဲ့သူတို့ကံမကောင်းလားကောင်းတယ်ကောင်းတယ်သူတို့ကိုဘယ်သူမှလိုက်မမိဘူးပထမဒန်းစားတထေဖြစ်မှာမိဘကြံခဲ့တဲ့အမွေကလည်းဂရေ160နော်ဒီကြားထဲမှာစီးပွားကြိုးစားရှာရင်ဗာရာဏသီမှာသူတို့ကိုလိုက်မိတဲ့တထေမရှိဘူးပထမဒန်းစားဖြစ်မှာအခုသူတို့ရှာလားကံမကောင်းလို့လားဘာဖြစ်လို့ဉာဏ်ဝရိယမရှိလို့နော်ကဲจิตအာနန္ဒတကယ်လို့အိမ်ယာတီထောင်လူပေါင်းကိုခွာရှောင်ပြီးတော့သာသနာပေါင်းဝင်တရားဓမ္မအထုတ်ရင်အဲ့ဒီပထမအရွယ်မှာအထုတ်ရင်ယောက်ျားကယဟန္တာဖြစ်မယ်မိန်းမကအနာဂံဖြစ်မယ်တဲ့တရားရမယ်ကံရောမပါဘူးလားဒါပေမဲ့အထုတ်ခဲ့သလားဘလောက်ကံပါပါနော်အာမထုတ်ခဲ့ရင်မရဘူးအခုယောက်ျားလည်းပဲယဟန္တာမဖြစ်ဘူးမိန်းမလည်းပဲအနာဂံမဖြစ်ဘူးจิตအာနန္ဒပထမအရွယ်ငယ်စဉ်တုန်းကလူငယ်ဘဝမိမ့်ရော့နေခဲ့ကြတယ်ထားပါတော့တဲ့ဒုတိယအရွယ်ရောက်စီးပွားရှာမဲ့အရွယ်မှာတရိတံဝေကရဟဲ့မဖြစ်ဘူးတို့စီးပွားကြိုးစားရှာမှဆိုထရှာရင်ဗာရာဏသီမှာဒုတိယဒန်းစားတထေဖြစ်မှာတဲ့ဒုတိယအရွယ်ရောက်မှရှာရင်ဘာဖြစ်မလဲဒုတိယဒန်းစားတထေဖြစ်မဲ့ဒါပေမဲ့ရှာခဲ့လားမရှာခဲ့တော့ဒုတိယဒန်းစားတဲ့လည်းမပါဘူးจิตအာနန္ဒတကယ်လို့အိမ်ယာတူတောင်လူပေါင်းကိုခွာရှောင်ပြီးတော့သာသနာပေါင်းဝင်အာထုတ်ရင်ဒုတိယအရွယ်မှာအာထုတ်ခဲ့ရင်ယောက်ျားကအနာဂံဖြစ်မယ်မိန်းမကတက္ကတာကံဖြစ်မယ်တဆင်းစီတော့နှိမ့်သွားတယ်နော်နောက်ကြမှတရားရှာတာတိုးပြီးရသလားရော့ပြီးရလားပထမအရွယ်မှာရှာရင်ယောက်ျားကယဟန္တာနော်မိန်းမကအနာဂံဒုတိယအရွယ်ရောက်မှရှာတော့ယောက်ျားကအနာဂံမိန်းမကတက္ကတာကံတဆင်းစီနှိမ့်သွားတယ်จิตအာနန္ဒဒုတိယအရွယ်မှာလည်းပဲပေးပေးတေးတေးနေခဲ့မိလို့မေ့ရောပေါ့ဆတတိတွေလွတ်ခဲ့ကြတယ်ထားတတိယအရွယ်ရောက်မှတရိတံဝေကရစီဝါထရှာရင်ဗာရာဏသီမှာတတိယဒန်းစားတထေဖြစ်မှာတဲ့သူတို့ကံတော့နောက်ဆုံးအရွယ်အထိကိုကံမကောင်းလားကောင်းလားကောင်းတယ်ဒါပေမဲ့တိုးလာသလားယော့သွားတာလားယော့သွားတာအဲ့ဒါလည်းသူတို့မရှာခဲ့ဘူးจิตအာနန္ဒတတိယအရွယ်ရောက်မှတတိတံဝေကရသာသနာပေါင်းဝင်တရားဓမ္မအားထုတ်ရင်ယောက်ျားကတက္ကတာကံဖြစ်မယ်မိန်းမကသောတာပန်ဖြစ်မယ်တဆင်းစီရော့သွားတယ်နော်အဲ့တော့တရားအားထုတ်တာဟာစောတာကောင်းလားနောက်ကျတာကောင်းလားယောဂီတွေနောက်ကျလားစောလားကဲလှုပ်ရှားမအောင်ပြောစမ်းမအောင်ကိုယ့်ဘဝဟာနောက်ကျလားစောလားနောက်ကျတယ်နော်စောစောလေးလှုပ်လေများများလေးရလေတဲ့နော်ဒါပေမဲ့လို့နောက်ကျတယ်ဆိုပြီးတော့အားတော့မပြတ်နဲ့စိတ်တော့မလျှော့နဲ့တတိရတဲ့အချိန်ဟာကိုယ့်အတွက်အကျိုးမရှိဘူးလားရှိလားမလောက်တာနဲ့ဆိုင်လောက်တာကအကျိုးရှိတာပေါ့နောက်ကျမှအားထုတ်လဲရပိုင်ခွင့်ရှိတယ်တော့ဘာလောက်သွားတာရသွားတာပဲနောက်ကျတယ်တော်ပြီဆိုမလောက်ရင်ဘာမှကိုမရနိုင်ဘူးတဲ့အခုကဲအဲ့ဒီတထေသလင်မယားတတိယရွယ်ရောက်ပြန်တော့လဲပဲစီးပွားလည်းမရှာဖြစ်တရားလည်းမရှာဖြစ်တော့တတိယဒန်းစားတထေလည်းမဖြစ်ဘူးတရားတူးလည်းမရဘူးတဲ့ကံမကောင်းတာလားဉာဏ်နဲ့ဝိရိယမရှိတာလားအမြင်ဦးဇင်းတို့တရားဓမ္မတွေဘာအရေးကြီးလဲဉာဏ်ဝရိယအရေးကြီးတယ်ကံဆိုတာကပြန်ပြင်လို့မရဘူးနော်ပြန်ပြင်လို့မရဘူးအတိတ်ကပြုခဲ့တဲ့ကံနော်တကူတော့ရှိတာပေါ့ကိုအတိတ်ကံအားနေရင်ပစ္စုပန်မှာပြုပြင်လို့မရဘူးလားရတာပေါ့ပစ္စုပန်မှာကုသိုလ်ကံများများလုပ်ကုသိုလ်ကံများများလုပ်ဆိုတော့ဘယ်လိုလုပ်ရလဲကံနေပြုတဲ့အခါမှာဦးဇင်းတို့တရားဓမ္မတွေကကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ကံလေးတွေများများပြုပေးရတယ်ဆိုပါတော့ပစ္စည်းဥစ္စာဆင်းရဲတဲ့ပုဂ္ဂိုလ်ကဒါနကုသိုလ်များများပြုရတယ်နော်ဒါနကဘာအကျိုးပေးတာချမ်းသာတဲ့အကျိုးပေးတာဆင်းရဲတဲ့ဆိုတဲ့ကဒါနများခဲ့လို့လားနည်းခဲ့လို့လားဒါနနည်းလို့ဆင်းရဲတာနော်အဲ့တော့အရှင်ဘုရားမရှိပါဘူးဆိုတာများများလူဆိုတော့ရက်ဆက်လိုက်လားလို့မပြောနဲ့မရှိလေများများလူရတယ်သူကဘာအားနဲ့လဲဒါနအားနဲ့လို့ဆင်းရဲတာအဲ့တော့
နောက်ဘဝတန်တရာအဲ့ဒီဒုက္ခမျိုးမကြုံရအောင်ဒါနများများပြုရမှာနော်ဆရာတော်ဥပုပ်ထုံးကိုနှလုံးမူကြည့်ဆရာတော်ဥပုပ်မိခင်ကြီးအိမ်မီးလောင်လို့တက်တက်လည်းပြောင်းသွားရောဩငါသားကဘယင်ကိုးကွယ်ခံနမ်းမတော်မဲလူဆောက်ထားတဲ့ရွှေချောင်းကြီးမှာတရင်သုံးတာကိုဘယင်ရဲ့ကိုးကွယ်ခံမိဖုရားကြီးပူဇော်ခံယဟန်ဆိုတော့ငါသွားရင်ကိုညီရလိမ့်မယ်ဆိုပြီးတော့ဆရာတော်ဥပုပ်အမေကတပည့်တစ်ထည်ခေါင်းပေါင်းပြီးတော့ကျောင်းကိုရောက်လာတယ်ဟိုမှာအိမ်မီးလောင်လို့ကုန်းပြီးဘာမှမရှိတော့ရောက်လာတော့ဒကမာကြီးကဥချပြီးတော့အကျိုးအကြောင်းလျှောက်ပြတယ်ဦးစင်းဘုရားတဲ့အိမ်မီးလောင်တဲ့အတွက်ကြောင့်မလို့တပည့်တော်မှဘာမှမကြံခဲ့တော့ဘူးတဲ့အဝတ်တခဲကိုတစ်ခုဒါပဲကြံခဲ့တော့တယ်အဲ့ဒါကြောင့်ဦးစင်းရှိလိုက်လာတာတဲ့ဆိုတော့ဆရာတော်ဥပုပ်ကဘာပြောလဲဆိုတော့အဲ့ဒီခေါင်းကတပည့်လေးလှူလိုက်ပါအောင်တဲ့ရက်ဆက်သလားချီးမြှောက်တာလားဒါနနဲ့လို့ဆင်းရဲတာနော်ဒုက္ခများတာအဲ့တော့အလှခံပေးရင်အဲ့ဒါဘာလုပ်တာလဲချီးမြှောက်တာနော်အမေယောဂီတွေလှူပါလို့တိုက်တွန်းတာဟာရက်ဆက်တာလားချီးမြှောက်တာလားအောင်မလေးကိုတော်ကလည်းအလိုက်မသိလို့မပြောနဲ့နော်ဘာဖြစ်လို့လဲခုနဆရာတော်ဥပုပ်သူ့အမေကိုအဲ့လိုချီးမြှောက်တာအဲ့လိုချီးမြှောက်တော့လှူလဲဟိုကလည်းအသားအလှခံနေဆိုတော့လှူခဲ့ရအောင်လှူခဲ့ရတော့ဝင်သွားတော့တပည့်လေးပါတယ်ပြန်ထွက်တော့အဲ့တော့မွဲလားမမွဲဘူးလားအလှပေးလို့မွဲတာလားမဟုတ်ပါဘူးအပြင်ပြန်ထွက်တော့မမြင်တော့ဟောမိဖုရားနမ်းမတော်မဲနုမိဖုရားကြီးကစပြီးတော့နန်းတွင်နဲ့တရင်သက်ကြားသွားတယ်လေအောင်မလေးဆရာတော်ဥပုပ်ကသူ့အမေအိမ်မီးလောင်လို့လိုက်လာတာတပည့်အလှခံလိုက်တယ်ဟဲ့မဖြစ်ဘူးတို့ဝိုင်းပေးမှဆိုတော့ဟောချက်ချင်းတော့မှပြည့်စုံချမ်းသာသွားတယ်နော်ဒါနရဲ့လက်ငင်းအကျိုးနော်အဲ့တော့ပြောလို့တာကမရှိလေဘာလို့ရလေလဲလူဝလေပဲတဲ့ရှိတဲ့လူမလူနဲ့လို့ပြောတာမဟုတ်ဘူးနော်ရှိတဲ့လူလည်းဘာလို့ရမှာလဲလူဝမှာပဲဘာဖြစ်လို့လဲဘဝတန်တရာအတွက်နော်အဲ့ဒါကိုကအားနဲ့ချက်ကိုကြည့်မရှိလေပို့လူဝလေတို့မရှိလို့မလူနိုင်ဘူးလို့သွားမပြောနဲ့မရှိလို့မလူနိုင်ဘူးဆိုတော့နောက်ဘဝလည်းတို့ရှိမှမဟုတ်ဘူးလို့ပြောတာ ਨੇ အတူတူပဲနော်အဲ့ဒါကိုစကားစဉ်းစားကြည့်လို့ရှိရင်တော်တော်နာဖို့ကောင်းတယ်ကဲယောဂထူတဲ့ပုံကိုယ်တွေကဘာလို့ရလဲသီလစောင့်ရတယ်သီလကယောဂကင်းတယ်နော်အဲ့တော့ကိုယ်မှချမ်းသာရင်မကောင်းဘူးဆိုရင်သီလကနာနာလုံးအောင်ထိတ်ဘဝတန်တရာမှာယောဂကင်းခြင်းအကျိုးမရဘူးလားအဲ့ဒီယောဂကင်းဖို့အတွက်ဒါနအနေနဲ့ဆိုရင်ဘာလို့ရလဲဆေးဝါးလှူရတယ်ဘာလှူရတာလဲဆေးဝါးလှူတော့ယောဂမကင်းဘူးလားကင်းလားအဲ့တော့ယောဂထူတဲ့ပုဂ္ဂိုလ်ကဒါနအနေနဲ့ဆိုဆေးဝါးလှူသီလအနေနဲ့ဆိုလုံအောင်ထိတ်ကိုယ်မှဘာအနဲ့ချက်ရှိလဲဘဝတစ်ချောင်းလုံးဆေးပလင်းလက်ပင်ဆွဲထားရတယ်ဆိုရင်အဲ့ဒါသီလသာလုံအောင်ထိန်းတော့နော်ဆေးဝါးတွေသာများများလှူပေးနော်ကဲကိုချမ်းသာစိတ်ချမ်းသာလုပ်တဲ့ပုံကိုယ်တွေနဲ့မကြုံမဲနဲ့စိတ်ဆင်းရဲအောင်လုပ်တဲ့အတိုင်းဝိုင်းနဲ့ရောက်လို့စိတ်ဆင်းရဲကိုယ်ဆင်းရဲကြီးကြုံနေရတယ်ဆိုရင်သမထသာလုပ်တော့မေတ္တာနာနာပို့နော်အဲ့တော့ကိုယ်စိတ်အေးတယ်လို့ပဲနောက်ဘဝတန်တရာမဲ့စိတ်အေးချမ်းသာဖြစ်အောင်လုပ်ပေးမဲ့ပုံကိုယ်တွေနဲ့ကြီးဆုံလိုက်မယ်တဲ့ဉာဏ်ပညာကသိလေးတဲ့ထုံနဲ့တောင်ပြောလို့မသိဘူးတဲ့ဝိပဿနာအားထုတ်တော့လည်းပဲတရုပ်နဲ့ရုပ်တာရုပ်နေရတဲ့ဘာမှမသိဘူးဆိုတဲ့ပုံကိုယ်တွေဘာလုပ်ရမလဲဝိပဿနာအားထုတ်ကြိုးစားအားထုတ်ရတယ်နော်ဝိပဿနာဆိုတာပညာအလုပ်ဆိုတော့ဘာပါရမီလဲပညာပါရမီပေါ့နော်ကဲအခုစတိပိဋကကျမ်းစာလှူတယ်ဆိုတာလဲဘာပါရမီလဲပညာပါရမီဘုရားဟောတရားကျမ်းစာတွေလှူပေးတယ်ဆိုတာပညာပါရမီပဲနော်အဲ့ဒီပညာပါရမီကောင်းကြောင်းသာသင်္သာတန်ခါလေးတွေရှိတဲ့စာအုပ်စာပေလိုအပ်တာလေးတွေလှူဒန်းပေးအဲ့ဒီလိုထောက်ပံ့ပေးရင်ဘဝတန္တရာမှာဉာဏ်မကောင်းလားကောင်းလားဉာဏ်ကောင်းတယ်ကို့မှာဘာအနဲ့ချက်ရှိလဲဆိုတာသူများသိလားကိုသိလားကိုအနဲ့ချက်ကိုသိတာပေါ့ကိုသိလို့ရှိရင်ဦးဇင်းတို့တရားဓမ္မတွေကအာနဲ့ချက်ဘက်ကိုဖိပြီးတော့လှုပ်ပေးမယ်ဆိုရင်ဘဝတန္တရာမှာအဲ့ဒီခက်ခဲမျိုးကြုံအောင်မလားမကြုံဘူးတဲ့ဒါကြောင့်ကံရဲ့ဉာဏ်ရဲ့ဝိရိယရဲ့အဲ့ဒီတရားသုံးပါးကိုမြတ်တတ်စွာအသုံးချမယ်ဆိုရင်လူဘဝတန်တရာမှာဥစဉ်တို့တရားဓမ္မတွေအ ਨੇ ဆုံးဉာဏ်ဝရိယအကျိုးတော့ခံစားရတယ်နော်ကံကအားနဲ့ခဲ့အောင်ဉာဏ်နဲ့ရှင်တဲ့ဝရိယနဲ့သင့်မသင့်အရာရာချင်းချင်းပြီးတော့ဝရိယနဲ့ကြိုးစားလုပ်ရင်ဉာဏ်ဝရိယအကျိုးအနေနဲ့လူအောက်သူအောက်မကြအောင်တော့နေလို့မရဘူးလားကံအားနဲ့ခဲ့တယ်ပါတော့ပါတယ်အားနဲ့တယ်ဆိုရင်တော့မှဉာဏ်ဝရိယအကျိုးနဲ့လူအောက်သူအောက်မကြဘူးတကယ်လို့ကံသာပါခဲ့မယ်ဆိုရင်ဉာဏ်ဝရိယအသုံးချသွားတဲ့ပုဂ္ဂိုလ်ဟာအထွတ်ထိပ်ကိုမရောက်ဘူးလားရောက်လားလောကနယ်ဘက်မှာလည်းအထွတ်ထိပ်ပဲတရားနယ်မှာလည်းအထွတ်ထိပ်ပါပဲတဲ့ဒါကြောင့်ကဲဥစဉ်တို့တရားဓမ္မတွေဘယ်နှမျိုးလဲ
သုံးမျိုးကံရဲ့ဉာဏ်ရဲ့ဝိရိယရဲ့ပြည့်ပြည့်ဝဝသုံးချဖို့နော်ကတ္တပဘုရားလက်ထက်တုန်းကကိုတော်တစုတငယ်ချင်းတစုသာသနာနောက်ပိုင်းရှင်ယဟန်တွေအကျင့်ပြည့်လာတယ်ပြည့်လာတဲ့ခါကျတော့တို့အတူမနေခြင်းဘူးတို့လည်းပြည့်လိုက်မယ်အဲ့တော့တရားအထုတ်မယ်ဟဲ့ဆိုတောင်တောင်တဲ့သွားရောတောင်ပေါ်လဲရောက်ရောအထုတ်တော့မယ်ဆိုတော့သူတို့စဉ်းစားတယ်တောင်ကမတ်မတ်ဆောက်ဆောက်ကြည့်ဒီတိုင်းဆင်းလို့မရဘူးသေကားထောင်တက်ခဲ့တာကဲတငယ်ချင်းတို့တရားမရရင်ပြန်မဆင်းဘူးသဘောတူလားတူတယ်ကဲသွားကွာလေကားဆိုကန်ချလိုက်အောင်ယောဂီတွေလုံးရဲလားမလုံးတုတ်တော့မလုံးဘူးသူတို့အဲ့ဒါကန်ချပြီးတော့တရားအထုတ်ရောပထမရက်မှာပဲကိုတော်တစ်ပတ်ယဟန္တာဖြစ်သွားနောက်ရက်ကျတော့မြောက်ကျွန်းကိုဆုံးခံထွက်ပါလာတဲ့ဆွန်လေးတန်ဃာတွေမျှကပ်ဟိုကပြောတဲ့အရှင်ဘုရားအရင်တရားရတဲ့လူဆုံးကတ်တာကိုနောက်ကိုတော့စားရမယ်လို့ဂတိထဲမှာပါလာမပါဘူးမပါမစားဘူးတပည့်တော်စွမ်းနိုင်ရင်တပည့်တော်စားမယ်မစွမ်းနိုင်ရင်မစားဘူးတတ္တိရနော်ယောဂီတို့တတ္တိနဲ့နင်လားငါလားပဲနော်အဲ့ဒါတပတ်ပြန်ကြွသွားရောနောက်တပတ်ဒုတိယနေ့ကျတော့အနာဂံဖြစ်ပြန်ရောသူကလည်းအနာဂံဖြစ်ဇံပင်ញင်ရတော့ကောင်းငင်ပြန်ကြွဆုံးခံကတ်တော့ဒုတိယတရားရတဲ့ကိုတော်ဆုံးခံကြွတာကိုနောက်လူစားရမယ်လို့ပါဒလားမပါဘူးမပါရင်မစားဘူးဗျာတပည့်တော်စွမ်းနိုင်ရင်စားမယ်ကဲသွားပြန်ဟောအဲ့ဒီပုဂ္ဂိုလ်တွေရှေ့ကတရားရတတ်တဲ့ပါရမီကံမပါဘူးလားပါလားပါလဲပါတယ်ဉာဏ်နဲ့ဝိရိယအသုံးချပြီးတော့ပြည့်ပြည့်ဝဝကြိုးစားတော့မရဘူးလားရလားရသွားတယ်ကံအားနေတဲ့ပုဂ္ဂိုလ်နော်နောက်တငယ်ချင်း၅ပါးကကံအားနေတယ်ကံအားနေတဲ့အတွက်သူတို့ကမရဘူးမရတော့ဒီတိုင်းတောင်ပေါ်မှာပြန်တော်မူသွားကြတယ်ဒါပြန်တော်မူသွားတော့ကြည်စမ်းအသုံးမကြတာကိုဟုတ်တယ်လို့ဘာလို့နဲ့လောက်တာသေးတာဖတ်တင်တယ်လို့သွားအပြစ်မတင်နဲ့နော်သူတို့လုံးလဝရိယကြောင့်ဂေါရမဘုရားလက်ထက်မှာအကုန်လုံးတရားရကြတယ်တဲ့ရှေးကဉာဏ်ဝရိယအသုံးချပြီးတော့ကြိုးစားခဲ့လို့နော်အဲ့တော့တောင်ပေါ်မှာအထုတ်ခဲ့တဲ့ကုသိုလ်ကံပါရမီလည်းမပါဘူးလားပါလားပါတယ်အဲ့ဒီကံရဲ့အကျိုးဆက်ကြောင့်ဂေါရမဘုရားလက်ထက်ရောက်တော့အဲ့ဒီတက်ကတပါးဆိုရင်ခိတ်ပါပိညဧတရေရတယ်ဘုရားကအကျဉ်းချုပ်ဟောတရားလဲဆုံးဟောရဟန္တာဖြစ်လို့တခြားကိုယ်တော်တွေကဘယ်အချိန်မှဖြစ်လိုက်ပါတယ်လဲမေးရတော့အောင်ကိုမြန်တာအဲ့ဒါတော့မြန်ကြီးကိုရဟန္တာဖြစ်တယ်ရှေ့တုန်းကအသေးအကျေဘာလုပ်ခဲ့လို့လဲကြိုးစားအထုတ်ခဲ့လို့ဒါမြင့်ရင်အသေးအကျေအထုတ်တာဟာအလဟတဖြစ်သလားမဖြစ်ဘူးတဲ့ဒီတော့ဥစဉ်တို့တရားဓမ္မတွေလည်းပဲအဲ့ဒီပုဂ္ဂိုလ်တွေကိုနမူနာယူကြည့်တရားနယ်မှာနော်ကြိုးစားအထုတ်လို့ရှိရင်ကံရှိရင်ရမယ်ကံမရှိလို့မရခဲ့ရင်လည်းနောက်အခါမြန်ရဖို့အတွက်ပါရမီထောက်ပံ့မဖြစ်ဘူးလားနည်းနည်းလေးအထုတ်ပြီးတော့တို့ပါရမီမပါဘူးထင်တယ်ကွယ်ဆိုပြီးတော့စိတ်လျှော့သွားရင်တော့ပါရမီရဲ့အပြစ်လားကိုယ်အပြစ်လားကဲဒီတော့အရာရာမှာကံတခုတည်းမပြီးပါဘူးပါလေဉာဏ်နဲ့ရှင်တဲ့ဝိရိယလည်းပါရမယ်ကံဟုမူလတန်ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်ဥစ္စာဘောကဇီဝိတနှင့်ဒုက္ခဘွားယံဤလူဌာ၌ဉာဏ်ဝရိယပယောဂတိတဲ့ကံဟာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်တာမှန်ပါတယ်ဒီကံအကျိုးပေးဖို့ဉာဏ်နဲ့ဝိရိယအသုံးချရမယ်ဉာဏ်နဲ့ဝိရိယအသုံးမချတဲ့အတွက်မဟာဒနတထေသားတို့လင်မယကံဘလောက်ပါကြီးပွားတိုးတက်ခွင့်တွေရသလားလောကဘက်ကလည်းမကြီးပွားဘူးတရားဘက်ကလည်းမကြီးပွားဘူးတဲ့ဒါကြောင့်သာသနာနဲ့နေတွေ့တုန်းမှာတရားဓမ္မအသိဉာဏ်ဓုတွေလည်းရအောင်လူရယ်တော့ဖြစ်လာတဲ့လူဘဝမှာလူအစစ်မိမိချမ်းသာဒုက္ခတွေလည်းပြေဝအောင်ယောဂီသူတော်စင်အပေါင်းတို့ကံဉာဏ်ဝိရိယ၃ပါးလုံးကိုမြတ်တစွာအသုံးချနိုင်ကြသဖြင့်လောကနယ်ဘက်မှာလည်းအောင်မြင်ချမ်းသာနိုင်ကြပါစေလောကုတ္တရာတရားအသိဉာဏ်များလည်းရရှိနိုင်ကြပါစေလို့ပတ္တနာစုပြုတရားဏီကုံချုပ်ကြရအောင်ဘောရိယပစ္စယောဟောတုဣဒံသောပုံညမင်္ဂလံပုံညဘာကသုလပန္တုပမောတန္တုတဒေဝကနောမြင့်မြတ်တာကြီးပါရမီရင်ကျုစာနိတုသူတော်စင်ကုသိုလ်ရှင်ကျွန်ုပ်တို့ဤဣဒံပုံညမင်္ဂလံဗုဒ္ဓဟောကြားတရားဒေသနာမြတ်ဩဝါကိုနာဂမတ္တပြန်ဟောကြား၍ပွားများခြင်းကြံပံပန်းကျုပ်ကိုအတ္တဝတိဤကုသိုလ်ပုံညမင်္ဂလာသည်ဘောရိယသစ္စာလေးအင်္ခန္တစဉ်ကိုပြန်ခြင်းစုကိုထုပ်ပွင့်တံဘောရိညာဤပေစယောဥပနိတယမိယာ၍မုတ်ချာအကြောင်းကောင်းမြတ်သောထောက်ပံ့သည့်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣဒံပုံညဘာကင်္စဗုဒ္ဓဝါကျတရားဒေသနာမြတ်ဩဝါကိုနာဂမတ္တပြန်ဟောကြား၍ပွားများခြင်းကြံပံပန်းကျုပ်ကိုအတ္တဝတိဤကုသိုလ်ပုံညမင်္ဂလာယဖို့ဘာကကိုလီသဒေဝကကပ္ပမန္တေမြဝိနည်းမြတ်စွာတတ္တဝအနန္တမန္တများတို့သည်သူလပန်တုရှင်လန်းကြီးမြဝါကွမ်းပုံစီတွေ့တဲ့ကဲ့သို့ပေ
ပေတီငွေစိတ်မှထုံတဲ့အိဋ္ဌာယုံတွေ့တူလို့မို့ကြည်နူးကိုပိုင်ရယူနိုင်ကြပါစေကုန်သတည်းသူလာတာကိုစီအလိုကြီးလဲကြည်သာရှင်ပြောင်းအာလုံးမြတ်သူရယူကြကုန်ပြီလင်ပမောဒတုကိုစိတ်နှပြလွိစားဖြင့်ပြေကာကျွမ်းမဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းဝါပမောဒတုလူပြည်သားမကနတ်ပြည်ပါဆက်တော်လဲတဲ့နဲ့ပြမချင်းလို့မို့ဖြာတဲ့ရင်ကဘာတုံအောင်တတ္တဟောလျံလျံမောက်ပြီလင်ဝမ်းမြောက်ဝမ်းသာပတ္ထနာအောင်စုခါခါပြုလက်သာဓုသာအောင်နမိတ်ဖြင့်အောင်ဘိသိက်သွန်နိုင်ကြပါစေကုန်တည်း